မှတ်ထားတာလည်းဖြစ်ပြီး margin ကပါတယ်အဲ့ဒါဘယ်မှာကြည့်လို့ရဆိုတော့ခုကျွန်တော်တို့ကဒီမှာကာစာချလိုက်တယ်ကာစာချလိုက်တာနဲ့ကျွန်တော်တို့ရဲ့ကာစာလေးကဒီစာရဲ့အထိတ်မှလည်းတက်မနေဘူးဒီဘေးမှလည်းကတ်မနေဘူးနော်သတိထားမိလားမသိဘူးနော်ကာစာလေးကဒါဘာကြောင့်လဲဆိုတော့ဒါ margin ရှိနေလို့နော်ဒါအခုဒီကာစာရဲ့အထက်ကလည်းဒါသူက margin ချန်ထားလို့ဒီမှာကာစာရဲ့ဒီဘက်ကလည်းဒါ margin ချန်ထားလို့နော်အဲ့လိုချန်ထားလို့ရတယ်ရင်ဒါသူကကျွန်တော်ရဲ့ဒီကာစာလေးကနော်စာရိုက်လို့ရှိရင်ဒါဒီကနေစတာဒီဘက်ထိတ်လည်းမကြောက်ဘူးအပေါ်ထိတ်လည်းမကြောက်ဘူးနော်ဟုတ်ပြီဒီတော့ကြာတော့ကျွန်တော်တို့ကိုသူကတော့ဘယ်လောက်ချန်ထားမှမသိဘူးနော်ကိုစိတ်တက်ချန်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ၄ယောက်တက်ကုန်မယ်နော်၄ယောက်တက်ကုန်နေလာလို့ရှိရင်ဒီမှာသိဆက်တဲ့ group ပေါ့နော်သိဆက်တဲ့ group ဟုတ်ပြီ group ကဘယ်လိုတတ်မှတ်လဲဆိုတော့ဒီဘယ်ဘက်အစွန်ဆုံးကနေဒီ line နော်ဒီ line တွေကိုဒါသူက သိဆက်တဲ့ group ပဲပေါ့နော်ဒါကဒီ line ကနေဒါဒီညာဘက်လာခဲ့ဒီ line တွေကိုပါလာတဲ့ group နော်ဒါဒီ line ကနော်ဒါဒီ line ကနေဒီဘက်အစွန်ဒီလိုနေမှာနော် arrange group ဆိုပြီးတော့ group လေးတွေရှိတယ်ဟုတ်ပြီအဲ့ဒီကနေမှကျွန်တော်တို့ဒီမှာ page set group page set group မှာဒီမှာ margin ဆိုတာရှိတယ်ဒါ margin ကဒါတော့နှိပ်လိုက်နှိပ်လိုက်လို့ရှိရင်သူကဒီမှာ normal ဆိုရင် top bottom left right မှာတလက်မစီပြထားပေးထားတယ်နယ်တော့ဆိုရင်တော့0 top bottom left right က 0.5 လက်မစီနောက်တော့ကျွန်တော်တို့ဒီကညားနေလို့ကြော်ခဲ့တာ moderate တို့ wide တို့เนาะ meta တို့ရှိတယ်ဒါသူရဲ့လက်မ site ပြီးနေတယ်เนาะဒါကိုကြိုက်တာရွေးဟုတ်ပြီအဲ့လိုမှမဟုတ်ဘူးကိုစိတ်ကြိုက်လုပ်ချင်တယ်ဆိုတော့ဒီအောက်ဆုံးကဒီမှာ custom margin ဆိုတာလေးရှိရယ်အဲ့ custom margin ဆိုတာလေးနှိပ်လိုက်ဒါနှိပ်လိုက်တာနဲ့ဒီမှာ box ပေါ်လာပြီ page set ပေါ့ဒီမှာ top မှာဘယ်လောက်ထားနေလဲအခုလောဆယ်သူတစ်လက်မဖြစ်နေတယ် short မယ်နော် 0.7 bottom နော် 0.6 ဒါမျိုးတက်သလောက်အတိုး short လုပ်လို့ရတယ် left နော်တစ်လက်မကြော်ချင်နေလားနော် 1.3 အဲ့လိုရတယ် right နော်ဒါ 0.5 ဒီလိုမျိုးဒါကိုယ်စိတ်ကြနော် 0.7 0.8 0.9 နောက်စသဖြင့်အဲ့လိုကိုယ်စိတ်ကြတက်မှတ်တယ်နော်ပြီးရင်တော့ကျွန်တော်တို့အောက်က okay ကိုနှိပ်လိုက်ဒါဆိုဒီမှာခုကျွန်တော်တတ်မှတ်လိုက်တဲ့အတိုင်းဖြစ်သွားပြီနော်ဒီအပေါ်က 0.7 လောက်ပဲကျန်တယ်ဒီကကြတော့ 1.3 နော်ဘယ်ဘက်ချမ်းကြတော့ 1.3 ကျန်တယ်နော်မညီတော့ဟုတ်ပြန်ရွေးကြည့်မယ် normal ကိုရွေးလိုက်မယ်ဒါဆိုတော့အပေါ်တစ်လက်မှာဘေးတစ်လက်မှာတခါ narrow ရွေးလိုက်မယ်အဲဒီမှာအပေါ် 0.5 နော်ဘယ်ဘက် 0.5 ဒီလိုမျိုးဒါစာရွက် margin ချန်တယ်နော်ဟုတ်ပြီ normal ပြန်ရွေးလိုက်မယ်အဲ့မှာနော် normal ရွေးလိုက်တော့တစ်လက်မှာစီချန်လို့ရှိရင်အပေါ်မှာကြည့်လိုက်ခုနဒီကြည့်တယ်လို့ဒီစာရွက်ထိပ်ဒီထိပ်ကနေနော်ဒီထိပ်ကဒါမိခိုးရောင်လေးကဒါပါလဲဆိုတော့ margin ချန်တဲ့ area